တာပါဒီနေ့ကတော့ရှာပပဖားကြီးရခဲ့ပေါ့နော်ဖားကြီးရခဲ့ပါတယ်ဘယ်လောက်ရှိလဲဆိုတော့အိုးလက်တော်အောင်ရှိဖားအရှိပေါ့နော်လက်တော်အောင်ရှိပါတယ်တော့ဒီနေ့ဖားကိုချက်စားမယ်နောက်တစ်မျိုးကတော့ဟောဒီကြက်ဥကိုကျွန်တော်တို့ကြက်ဥကုန်းအောင်လှုပ်ဆောင်မှာဖြစ်ပါတယ်နောက်တစ်မျိုးကတော့ကျွန်တော်တို့ညခွာရင်ကြီးကိုလုပ်မယ်ကျန်တာကတော့ရှိတာလေးကိုကျွန်တော်တို့ဆွဲလိုက်ပါမယ်အားလုံးပဲလက်ကြည့်အောင်ဖားကိုကျွန်တော်တို့ဒီကလီတာတွေကထုတ်ပြီးသားပေါ့နော်တခါတည်းပါလာပြီးသားဆိုတော့ကျွန်တော်တို့ခြေထောက်ဖြတ်မယ်ခြေထောက်ဆိုတော့ကျွန်တော်ဒီသူတို့သွားတဲ့ဖားရည်ပဲသွားတဲ့လက်ချောင်းလေးနော်အကောင်လေးကိုကျွန်တော်ဖြတ်မယ်လက်ချောင်းလေးတော့အသေးရစရာကြီးကျွန်တော်လည်းကြိုက်ကဲဖားတော့ခုတ်ပြီးသားပြီပေါ့နော်ခုတ်ပြီးသားပြီတော့ရေသေးမယ်အောင်စီတက်ဖို့တော့ကိုတုံနေနဲ့လက်သွင်းဖြင်းလေးကိုထောင်းတော့ပေါ့နော်ကျွန်တော်ချိတ်ဆက်လိုက်ကြည်ကြည်လေးချိတ်လိုက်ပြီးရင်ချက်သွင်းဖြင်းထည့်မယ်ဒီလိုအဆက်လေးစားကြဆက်လေးကန်လိုက်နော်ကဲကျွန်တော်ရေသီးအစိမ်းရောအနီရောဂျင်းရောရောပြီးတော့ကြိတ်မယ်ပေါ့နော်ဂျင်းများလေးဆိုပူလေးရောအဲ့ထည့်ပြီးတော့ကြိတ်မယ်နော်โอเคကဲကျွန်တော်ရတာလေးဝင်သွားအောင်လို့ရတာမလေးနဲ့ထည့်မယ်ပုံလေးနဲ့စားလေးနေငယ်ပြီးရင်အရောင်လေးကအနီလေးပြောင်းလို့ကျွန်တော်အရောင်တင်ဖို့တော့လည်းများများလေးထည့်မယ်နော်ပြီးရင်အရောင်လေးနည်းနည်းတက်အောင်စနွေးလေးလည်းထည့်နံလေးမှုေးသွားအောင်လို့ကျွန်တော်ဂျင်းမုံလေးနဲ့နည်းငယ်ထည့်ပါအောင်မယ်လက်အိတ်လေးဆွပြီးတော့နေပါမယ်အရောင်လူလေးနော်ချက်မှာပဲတခါလေးအောင်ထည့်မယ်ရောင်လေးပေါ့နေတယ်ရောင်လေးပြအောင်ရောင်လေးနဲ့ထပ်ထည့်ပါမယ်ရောင်လေးထည့်ပြီးတော့ကျွန်တော်10မိနစ်15မိနစ်လောက်ခဏလေးနဲ့ထားပါမယ်ရတာဝင်သားရီကျွန်တော်ပါစာချက်ပါပြီဒီနေ့ပဲဒါကျွန်တော်ဇုံးခွက်ကြီးမှာပေါ့နည်းနည်းလေးပဲကဲစီလေးနဲ့စုတာပဲခုနကချိန်ထားတဲ့ထည့်ပါသိထားတဲ့ဟိုကျွန်တော်ရောင်လေးဆက်အောင်လို့ရောင်လေးနဲ့ထည့်နော်ဒါတော့ဆက်ချက်လေးဆိုတော့ဒီလေးငါထည့်တာရောင်လေးနဲ့ထည့်နေဒီတော့ကိုယ်လာဆိုရင်ခုနနေထားတဲ့ဖားလေးထည့်ပါမယ်ဖားလေးကိုဖားကြည့်နော်တော်တော့ရှိတယ်ဖားကြည့်ကဲအခုဆိုရင်ဖားအရသာရင်ပြည့်စုံသွားပြီပေါ့နော်ပြည့်စုံသွားပြီဆိုတော့ကျွန်တော်ပင်စိမ်းလေးနဲ့ရှော့ရလေးနဲ့ပေါင်းထားလေးအုပ်ပါကျွန်တော်များများအုပ်လိုက်မယ်ပေါ့နော်အဲ့လိုဆိုပင်စိမ်းကကျွန်တော်တို့သုံးနေလည်းမကြောက်ဖားဟင်းနဲ့မှကျွန်တော်ချက်တာဆိုလေဒီလေးနဲ့အုပ်ပြီးတော့ဒီလေးနှောသွားရင်ကျွန်တော်တို့ဖားလေးကိုဖားကြီးရတာနဲ့ပြည့်စုံတယ်ဒီလေးတစ်ဖက်ရပြီအိုးကိုမွေးတက်လာရှယ်ပဲအိုးမွေးကြိုင်းညာရှောက်ရွက်နံလေးရောပင်သိန်းနံလေးရောဆိုရင်တော့ဖားချက်လုံးဝရှယ်ဖြစ်ပါပြီကျွန်တော်ဖုန်းလေးအုပ်ပြီးတော့မီးနည်းနည်းလေးနဲ့နှက်ထားလိုက်ပါမယ်ကဲဗျာကျုပ်ကုန်းမောင်တော့ကတော့ကျွန်တော်ဂျိုပြီးတော့ပြင်ဆင်ထားတာပေါ့နော်။အဲမှာဘဲတီမြို့ပွားမလောင်းနီချက်သွန်နီပြီးတော့ယူသည့်အနီတော့ဒါလေးတွေကျွန်တော်ထည့်ထားတယ်ပေါ့နော်။ဒီထည့်ထားမယ်။ကျုပ်ကုန်းမောင်တော့ကတော့ကျွန်တော်ချက်ဥကို၄လုံးသုံးပါမယ်။ရုပ်တယ်ကိုကျွန်တော်ချုံလေးနဲ့ထည့်မယ်။သားမလေးနဲ့ထည့်မယ်။သားရည်နဲ့ထည့်โอเคကြော်မယ်ဒီကခုနထည့်ထားတယ်ပေါ့နော်သူတိုင်းပြီးတော့ကျွန်တော်ချက်ဥလေးကြော်ပါမယ်ချက်ဥကုန်းအောင်ဆိုတော့ချက်ဥလေးကိုတော့နည်းနည်းချက်အောင်ကြော်ရမယ်ပေါ့နော်မချက်လို့ရှိရင်ဒီချက်ဥဝဲတဲ့အခါမှာပြင်မပြေဖြစ်တော့ချက်ဥလေးကတော့ကျွန်တော်အိမ်မှာကြော်လို့ပဲပေါ့နော်ဥဒန်းပါဦးဒီတိုင်းဒါပေမဲ့ကုန်းအောင်ဖြစ်တဲ့ကိုကျွန်တော်နည်းနည်းလေးတော့ဖြတ်ပြရမယ်မျိုးလေးဖြတ်ပြီးတော့ပြီးဖြတ်ပြီးကျုပ်လေးပြန်တော့မယ်ပြတ်ပါနော်
ကျွန်တော်ခုနဒီကြုတ်ကြော်ထားတဲ့စီလေးနဲ့ပဲကျွန်တော်ပြန်ကြုံလိုက်ပါတော့ခုနလေးထားတဲ့တီးရွက်လေးကျွန်တော်ထည့်ပါအများကြီးကြော်ရမယ်ခဏလေးကိုကျက်တယ်နော်အခုနကျွန်တော်ပြပြထားတဲ့စီးညာလေးခင်းထားနေတော့ဒါလေးကိုရောက်ဆိုရင်ကျွန်တော်ခုနကြော်ထားတဲ့ကြက်ဥလေးထည့်ပါတော့အခုထားကြက်ဥလေးထည့်ပါမယ်ယူပြီးလည်းထည့်ပါမယ်တဲတံပြိုင်အနောက်လေးနဲ့ထည့်မယ်ပြီးရင်တဲမြဲဒီလေးပါထည့်မယ်လားအားကိုလည်းနည်းနည်းလေးနဲ့ထည့်မိုးလေးနည်းနည်းလေးโอเคအခုတော့ကျွန်တော်တို့ဒီဥကုန်းမောင်ကျော်လေးကြားလို့ပေါ့နော်အဆုံးလေးထည့်ရမှာတော့ဒီကောင်းလေးထည့်ပါမယ်ဒီကောင်းလေးထည့်မယ်ပိုးလေးတော့ပေါ့နော်ဒီကောင်းလေးထည့်လိုက်မယ်ဟုတ်ပြီတော့โอเคကျွန်တော်တို့ဒါဆိုရင်ကျုပ်ကုန်းမောင်ကျော်လေးရပြီနော်ဒီကတော့ကိုယ်အစီအစဉ်ကိုထည့်ပေါ့နော်ကျွန်တော်တို့ခုနကြောက်ကြော်တဲ့ဒီလေးနည်းနည်းများတော့โอเคဗျာဒါခုနကြော်ထားတဲ့ကျုပ်ကုန်းမောင်ကျော်လေးဖြစ်ပါတယ်ကုန်းမောင်တော်လေးပါအဲ့တော့ကုန်းမောင်ဆိုတော့ကိုထည့်ကြံလေးထည့်ပေါ့နော်ကိုအပြင်ပြေတဲ့ဟာလေးထည့်ဒါပဲထည့်တဲ့အပြင်ပြေတယ်ပြီးရပါကဲဗျာကျုပ်ကုန်းမောင်တော်လေးရပါပြီကျွန်တော်ဒီမြင်းခွာရင်းကြီးကိုလုပ်ဖို့တော့ကျွန်တော်ခုနရေထည့်လိုက်တယ်ပေါ့နော်ရေထည့်လိုက်တော့အခုရေလေးနည်းနည်းလေးဆူလိုက်ပြီးတော့ဒီတော့တီလေးနည်းနည်းထည့်ပါမယ်သူရှင်ကျက်သွန်လေးနဲ့ကျက်သွန်ဖြူလေးနည်းနည်းထည့်ပါမယ်ပြီးဒါတော့လည်းကွက်တော့မှာပေါ့နော်။နားလေးနည်းနည်းလေးစူအောင်ထားပါမယ်။နောက်ဆုံးကကျွန်တော်မြေခွာရထည့်ပါမယ်။ဒီခါကျမှအရသာလေးပါထည့်ပါနော်။ကဲကျွန်တော်ဒီအရသာလေးနဲ့ထည့်ပါနော်။တက်သားဝင်လေးနဲ့ထည့်မယ်။ချုံမလေးနဲ့ထည့်မယ်။သားလေးနဲ့ထည့်မယ်ဗျာ။ပေါ့လာပြီဆိုတော့နော်မြေခွာရလေးထည့်ပါမယ်။မြေခွာရလေးထည့်ပါမယ်။ရသာလေးနဲ့နေကြည့်ပါနော်။နည်းနည်းပေါ့နည်းနည်းလေးနဲ့ပေါ့နော်ဒီလိုဖြစ်ကျွန်တော်တို့မြေကောင်းလေးပပလေးပုတ်ပါမယ်ဒီကတော့ဒီဘူးပေါ့နော်မြေကောင်းလေးထည့်ပြီးကျွန်တော်တို့ဒီမှာဇွန်ချောင်းမို့လေးနည်းငယ်ထည့်မယ်โอเคဗျာရေကိုပွေးတိုင်းနောက်ဆက်တဲ့မြေခေါ်ရဲ့ဟင်းကျူလေးရပါပြီအဲ့တော့ခုနချက်ထားတဲ့မြေခေါ်ရဲ့ဟင်းကူလေးโอ้ကျက်တူနာလေးနဲ့ဒီကောင်းနာလေးတင်းနေဒါတော့စီလုံးကသုံးမထားဘူးကျမ်းမာရေးညီညွတ်တဲ့ဘုခွာရဲ့ဟင်းကျိုးဖြစ်ပါတယ်လုံးဝစီပါတဲ့ညာချက်လေးပေါ့ဗျာโอเคရပါပြီကဲဖားသားလေးရပြီတော့ကျွန်တော်ဖားသားလေးထည့်ပါမယ်အဲ့တော့ကျွန်တော်စိတ်ကူးပေါက်တယ်လို့ပေါ့နော်ကျွန်တော်ချက်ထားတဲ့နီးလေးဖြစ်တာကြောင့်ဒီအားလုံးပဲရင်းတဲ့ခါကျရင်လိုက်ပြီးတော့ချက်စားလို့ရပါတယ်ကျန်တော့ချန်လေးတော့မတူဘူးပေါ့ဗျာကိုတက်တဲ့လောက်မှတ်တော့လေးတော့ကျွန်တော်လည်းချက်ကြည့်တာပေါ့နော်ဟိုးဒီရတာကိုအတွက်တော့ရတာကြိုက်ပြီပဲအနံလေးကလည်းမှုန့်ရတာလည်းကတ်ရှယ်ပဲဗျာသားတွေဖားအောင်တော့လက်တစ်ထောင်လောက်ရှိတာပေါ့သားတွေပေါ့နော်ဟိုရှယ်လာပြီဗျာကဲဒါဆိုရင်ဒါလေးကဖားသားလေးဖြစ်ပါတယ်ဒါလေးကတော့မြင်းခေါ်ရဲ့ဟင်းကြိုလေးဖြစ်ပါတယ်ဒီဟာလေးကတော့ကျုပ်ကုန်းမောင်လေးဖြစ်ပါတယ်ကဲဒီနေ့ကတော့ကျွန်တော်ဒီ၃မျိုးပဲချက်ပဲပေါ့နော်နောက်ရက်တွေကြာရင်လည်းဒါကျွန်တော်စိတ်ကူးလေးနဲ့ပေါက်တဲ့ဟာလေးကျွန်တော်ထပ်ပြီးတော့ချက်ပါအောင်လေဒီတော့ကျွန်တော်ချက်ပြုတ်လို့ပြီးတော့ကျွန်တော်ငွေကြီးတော့ဆွဲမယ်ပေါ့နော်ဒီလိုဆွဲမှန်ကန်စားသုံးသူပဲရောစားပြီးတော့ရှားပါပေါင်အပေါင်စင်းလေးလားရှားပါဟင်းနေရဟုတ်လားတရောင်လောက်ရှိတဲ့ဖာကြီးဗျာစားဖာကြီးရှားလည်းရခိုင်နော်ဖာကြီးရှားတယ်ဗျာဒီတော့မှန်ကန်စားရတာဒီရှားဒါဆက်တော့ကျုပ်ကုန်းမောင်ကျုပ်ကုန်းမောင်တယ်ချက်တာကျုပ်ကုန်းမောင်နဲဘရိုအိုင်းနဲ့ချုံးရှစ်စားပြီး
ဟုတ်တယ်ငါပြကြရတာချက်မှာနော် ဒီကျင်းလည်းပါရှိတယ် ကျေပဲ လက်ဆက်လက်ဆက်ထိုး ဒီလိုလိုက်တော့ဒီတောက်ကောင်းနေနော် ဟာအသားကြီးလေ ဒီနော်မိုက်တယ် ဘယ်လိုထည့်တာ ကဘာဝဖားဆိုပေါ့နော် ငါမင်းရရရ ဒီဥပဲရတယ်အများချင်းနဲ့များဖားများတယ်တော်တော်အဲ့လိုလုပ်တယ်ဟာ စားကြတယ်လည်းရည်တယ်ဒီ မုံမြူကြီးလေးတူတူလေး ဟုတ်တောက်ကောင်းနေတယ်တောက်ကောင်းနေ ကျေပဲစားတော့ကျွန်တော်ချက်တယ်လို့ကျွန်တော်ချက်ထားတာတော့ကအညီနဲ့မရ လက်ဆက်တော့မဟုတ် တော့ရှယ်ပဲ စားရပါဦး ခေါင်းကြီးတော့တားလိုက်မရ ဒါလည်းများနော် အဲ့၄ကောင်နော် ဒီကောင် ဒါပဲ ဒီရောလေးရှယ်ပဲကောင်းလားဒါလေးသားစားတယ်ရ စားစားမှာ ပါလာမို့ဖားသား ရှားတယ်ရှိတယ်လက်ဆက်တော့မဆက်ချိုး အရှက်မဲ့တရားလားရိုင်းရလာတယ်ဟုတ်တယ် အဲ့ဒါပြန်ရလာတယ်ဒီကောင်လေးကဟိုက မဝင်းတွေအား တော့ကျွန်တော်ရကဘာဘာဖားစစ်တယ် အဲ့ဒါရမင်းတွေလား ရှယ်ပဲကျုပ်ကောင်းပါနဲ့ရှယ်ပဲ စားကြတယ်ဟိုလေ သားပဲတွေခြိသေးရဲ့ခဏနေကြငယ်ရင်းတွေကချိုးကောင်တွေကရက်တောက်နေတော့မင်းမစားကြခဏနေမှစား သူကစားကြတော့ဝိတ်ထားတယ်စားရ အမေကစားနေဝေးချရလို့လည်းရှိတယ် စားပါတက်နော် အာဒီအော်နေ လုံးဝမြန်မာပြည်အတိုင်းပဲနော် ကဲအဲ့ဆိုရင်ကျွန်တော်တို့စက်ပြီးဆွဲလိုက်ပါအောင်မယ်နောက်ဘက်ကျမှပြန်တွေ့ပါမယ်ဒါ